အားလုံးပဲမင်္ဂလာပါခင်ဗျာခုစပေါ် channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပထမဦးဆုံးရွေးချယ်တိုးတက်ပေးမဲ့ပွဲစီလေးရတော့အလာဘဲအသင်းနဲ့မော်ယော့ကာတဲ့ပွဲစီဖြစ်ပါတယ်အဲ့ရှင်အလာဘဲတေးရတော့တရီ80အစုပ်ပေါအောင်တာဖြစ်ပါတယ်ကိုပေါင်းကြီးရတော့နှလုံး80အစုပ်ပေါအောင်တာဖြစ်ပါတယ်ဒီနေ့တေးလုံးရဲ့ကားရဖော်တွေကိုကြည့်ရမယ်ဆိုရင်တော့အလာဘဲတေးရဲ့ကားရဖော်အရင်မကောပါဘူးမော်ယော့ကာတဲ့ကားရဖော်လည်းအရင်မကောပါဘူးဒါပေမဲ့ဗျာဒီနေ့တေးကတွတ်ဆုံမှုတွေမှာတော်တော်လေးဂိုးတွေတော်တော်လေးအောက်တွေပွဲတွေတော်တော်လေးများတာဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာဂိုးအောက်မလို့ကျွန်တော်မထင်ဘူးဗျာဘာဖြစ်လဲဆိုတော့အလာဘဲတေးကလည်းခံစင်းမကောဘူးတိုက်စစ်ကောက်ရယ်မော်ယော့ကာတေးကလည်းတိုက်စစ်ကောင်းပြီးခံစစ်မကောင်းဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်မှာဗျာဂိုးတွေအပြန်လန်းနဲ့သွားမလို့ကျွန်တော်ထည့်တယ်ဗျာကျွန်တော်ဒါကြောင့်မော်ယော့ကာနဲ့အလာဘဲနေပွဲမှာကျွန်တော်ဂိုးပေါအပေါ်ကျွန်တော်ကြိုက်ပါတယ်ခင်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဝူဘန်ဟတ်တန်အသင်းနဲ့စပါတေးပွဲစဉ်ဖြစ်ပါတယ်အဝေးကလာကစားတယ်စပါတေးကတလုံး40အနိုင်ပေါအောင်တာဖြစ်ပါတယ်ဂိုးပေါကြီးတော့3လုံး30အနိုင်ပေါအောင်တာဖြစ်ပါတယ်ဒီနေ့တေးလုံးရဲ့ကားရဖော်တွေကိုကြည့်ရမယ်ဆိုရင်တော့စပါတေးကားရဖော်တော်တော်လေးဆိုးရနေတာဖြစ်ပါတယ်ဝူတင်းကားရဖော်လည်းတော်တော်လေးဆိုးရနေတာဖြစ်ပါတယ်ဒါပေမဲ့ဝူတင်းကတန်းရှင်းလို့ဖြစ်ပါတယ်ဒါပေမဲ့စပါတေးကဗျာဒီပွဲစီကိုတာမနိုင်ခဲ့ဒီရေ तू ကတန်းရှင်းသွားဖို့တော်တော်လေးကိုအခြေအနေတော်တော်လေးဆိုးရမှာဖြစ်ပါတယ်စပါတေးကဒီပွဲစီမှာဗျာမဖြစ်မနေအနေရရှိဖို့လိုအပ်နေတာဖြစ်ပါတယ်ဒါပေမဲ့ဗျာစပါတေးကတော်တော်လေးနိုင်ပွဲပြောင်းနေတော့တော်တော်လေးကြောက်ရဒီ2026ကတည်းမှာဗျာနိုင်ပွဲလုံးဝမရရှိတဲ့အသင်းသေးနှမပါဘာဖြစ်လို့ဆိုချာပီယံလိမှာပဲ तू ကနိုင်ပွဲတစ်ပွဲအက်တလက်တီကိုမက်ဒရစ်တွေကိုအနေရရှိထားတာဖြစ်ပါတယ်ကျွန်တော်တို့ဗျာစပါတေးကဗျာနိုင်ပွဲရဖို့အချိန်တန်ပြီလို့ကျွန်တော်ထည့်တယ်ဗျာဘာဖြစ်လို့ဆိုတော့ဒီပွဲစဉ်မှာစပါမဖြစ်နေအနေရရှိဖို့လိုအပ်နေတာဖြစ်ပါကျွန်တော်တို့ဒါကြောင့်စပါတေးအနေရရှိတော့မလို့ကျွန်တော်ထည့်တယ်ဗျာကျွန်တော်ဒါကြောင့်စပါဘောဒီကျွန်တော်ကြိုက်ပါတယ်ခင်ဗျာထက်ပွဲစဉ်တစ်ပွဲကတော့ဝူဘက်အသင်းနဲ့မိုချေသေးပွဲစဉ်ဖြစ်ပါတယ်အိရှင်ဝူဘက်အသင်းကတော့ဒီ30အစုပ်ပေါအောင်တာဖြစ်ပါတယ်ကိုပေါကြီးကတော့3လုံး20အနိုင်ပေါအောင်တာဖြစ်ပါတယ်ဒီနေ့တေးလုံးရဲ့ကားဖော်တွေကိုကြည့်ရမယ်ဆိုရင်တော့ဝူဘက်အသင်းကားဖော်တော်တော်လေးဆိုးရနေတာဖြစ်ပါတယ်မိုချေသေးကားဖော်လည်းတော်တော်လေးဆိုးရနေတာဖြစ်ပါတယ်ဒါပေမဲ့ဝူဘက်အသင်းကတက်ဆီဆိုထဲရောက်ရှိနေတာဖြစ်ပါတယ်ဒီပွဲစီကိုဗျာမဖြစ်မနေအနေရောက်ရှိဖို့လိုအပ်နေတာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ဝူဘက်အသင်းကတက်ဆီဆိုထဲရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒါကြောင့်အိရှင်ဝူဘက်အသင်းကအနေရောက်ရှိသွားမှလို့ကျွန်တော်ထဲတယ်ဗျာကျွန်တော်ဒါကြောင့်အိရှင်ဝူဘက်ဘော်ဒီကျွန်တော်ကြိုက်ပါတယ်ခင်ဗျာပွဲစီပွဲကတော့ဝင်ဟန်အသင်းနဲ့အပေါ်တက်အသင်းရဲ့ပွဲစီဖြစ်ပါတယ်ဟန်အသင်းကတော့တရီ30အစုပ်ပေါအောင်တာဖြစ်ပါတယ်ဂိုးပေါကြီးကတော့3လုံး80အနိုင်ပေါအောင်တာဖြစ်ပါတယ်ဒီနေ့တင်းလုံးရဲ့ကားဖော်တွေကိုကြည့်ရမယ်ဆိုရင်တော့ဝင်ဟန်အသင်းကားဖော်အရင်မကောဘူးပေါ့အပေါ်တက်အသင်းကားဖော်လည်းအရင်မကောဘူးဒါပေမဲ့အပေါ်တက်အသင်းကဗျာနောက်ပွဲစီတွေမှာချီတိုတိုလေးကိုတော့ကြည့်နေတဲ့အသင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲစီမှာအိရှင်ဝင်ဟန်အသင်းကဗျာတက်ဆီဆိုရဲ့တိုက်ပွဲကိုဒီပွဲစီမှာပြသဖို့မဲလို့ကျွန်တော်ထည့်တယ်ဗျာကျွန်တော်ဒါကြောင့်အိရှင်ဝင်ဟန်ဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်ခင်ဗျာအားလုံးပဲရှိပြကြပါစေဗျာ